လူရဲ့လို့ဖြစ်လာချိန်မှာလမ်းပြခဲ့သူပါကျွန်တော်တို့ရှောင်းနေလမ်းလွယ်မမဖို့ရာထိန်တိန်ပြီးတဲ့ဆရာကျေးဇူးကြီးပါတဲ့ဆရာတနေ့မှမမေ့ပါဆရာတွင်တင်ပေးခဲ့သည်များလက်တွေ့ဘဝမှာအောင်မြင်နိုင်ခဲ့